နာပိုင်တယ်ဘာကူမမပိုင်ဘူးဆိုတဲ့အဝတ်တစ်ထည်ကိုတစ်ခုနဲ့လူတောင်တချင်းတစ်ပုတ်ကိုကြားလိုက်လျင်ထိုတချင်းကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုသူပိုင်တယ်အရာအလုံးကိုပိုင်နေပြီလို့ကိုထင်နေကြတဲ့သူတွေမှာတခါတလေထိုခံစားချက်တွေပျောက်နေတတ်တယ်အပဲကြောင့်ဆိုတော့ထိုသူများသည်ရုပ်ရှင်လက်မှတ်တွေအများကြီးဝယ်ထားပြီးရုပ်ရှင်မကြည့်သူများလိုဖြစ်နေခြင်းကြောင့်ပဲသူတို့ပိုင်တာလက်မှတ်တွေသာဖြစ်တာကြောင့်သူတို့ဘဝမှာရဲစရာစက်ဝင်ကန်းတွေကိုမရေတတ်ငိုစရာစက်ဝင်ကန်းတွေကိုမငိုတတ်တနာစရာတွေးလျင်လည်းမတနာတတ်အလွန်တောင်လွန်ကောင်းမွန်သောသူများတွေးလျင်လည်းမူရိတာမပွားတတ်သောဇက်လိုက်များဖြစ်ရှင်နေသည့်ဗီလိန်များဖြစ်နေတတ်သည်ကျမရုပ်ရှင်လက်မှတ်တွေအများကြီးမဝယ်ထားနိုင်ပါဘူးဝယ်စရာလည်းမလိုဘူးမနှက်ဖြန်ရုံးပိတ်ရက်ရုပ်ရှင်သွားကြည့်မှာမမေနဲ့ကျမနှစ်ယောက်တည်းဖြစ်၍နှစ်ဆောင်သာဝယ်ရမည်ဖြစ်သည်ဝယ်ရသည့်အကြောင်းမှလည်းပတ်စံများပေါ်နေ၍မဟုတ်ပဲခံစားမှုတစုံတရာအတွေးတစုံတရာရချင်၍ဖြစ်သည်ရုံးပိတ်သောနနက်ခင်းတစ်ခုသို့ရောက်လျင်ကျမတို့နှင့်ရှင်ကျေးမှုမတူသောတတ္တဝါလေးနှစ်ကောင်သည်ကျမမျက်နှာကိုရှာဖြင့်ရက်လျက်ကျမကိုခင်ချောင်းပြသလေသည်ထိုတတ္တဝါလေးနှစ်ကောင်ကိုအင်ကြီးဝတ်ပေးပြီးလျင်ကျိုးဖြင့်ဆွဲကမမေအားမမေမီတို့သွားပြီနော်ဟုဆိုလျင်မမေကဒီနေ့ရုပ်ရှင်ကြည့်ရမှာသူတို့ကိစ္စလုပ်ပေးရင်အချိန်မဆွဲနဲ့အောင်အင်းမမမေရဲ့ဟုမမေအားပြောကထိုတတ္တဝါလေးနှစ်ကောင်ကိုကြောင်းရန်ထွက်လာလိုက်သည်ထိုတတ္တဝါလေးများသည်အလွန်အနံ့ခံကောင်းသည်လမ်းမှာတွေ့သမျှအနံ့လိုက်ခံကြသည်အထီးလေးကလွှင့်ပစ်ထားသည့်ကြက်သားရိုးအကြီးကြီးကိုကိုက်နေသည်ကိုကျမတွေ့လျင်ကျမစိုးထိတ်ကဟဲ့လူဝီအယိုးကြီးလဲချောင်းစူးမယ်ထုတ်ဟုဆိုကသူ့ပါဇက်ထဲမှအယိုးကိုမနှဲထုတ်လိုက်ရသည်အိမ်ပေါ်သို့ရောက်လျင်ထိုတတ္တဝါလေးနှစ်ကောင်ကိုရေတိုက်တန်ရှင်းရေးလုပ်ပေးလိုက်သည်ကျမတို့မနက်စာဆွန်းလောင်းပြီးချိန်၌ထိုတတ္တဝါလေးနှစ်ကောင်ကိုအစာကျွေးချိန်တွင်သူတို့နှစ်ကောင်မှာအမီးကလေးတနက်နက်ဖြင့်အစာခွက်ကိုမျှော်နေကြသည်မှာလူများဗိုက်စာနေပြီဟုပြောနေသလိုပင်ထို့နောက်ထိုတတ္တဝါလေးများကိုနှုတ်ဆက်ခါမမေနှင့်ကျမရုပ်ရှင်ကြည့်ရန်ထွက်လာလိုက်သည်ရုပ်ရှင်ရုံသို့ရောက်လျင်ကျမတို့ဟာတာကားကြည့်ရန်ဆုံးဖြတ်လိုက်ခါရုပ်ရှင်လက်မှတ်နှစ်ဆောင်ဝယ်လိုက်သည်အပြစ်ပြောစရာမရှိအောင်အလွန်ချောမောသောမင်းသားကပတ်စံများပိုရှန်နေသည်ဟုထင်ရသည့်အမျိုးသမီး၃ဦးကိုကြိုက်ဟန်ဆောင်ကငွေများလိမ်သည့်အကြောင်းကိုဟာတာဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်ကျမရဲဖို့သွားကြည့်လိုက်တာမရဲခဲ့ရပါထိုအမျိုးသမီး၃ဦးကချောချင်မှချောမယ်အသက်ငယ်ချင်မှငယ်မယ်ဒါပေမဲ့သူတို့ခံစားချက်တွေအလင်းခံလိုက်ရတာဟာတာမဟုတ်တာတော့သိကြတယ်ပြီးတော့ဒီဇလန်းကိုကြည့်ပြီးတဲ့သူတွေရဲ့စိတ်ထဲမှာတရားသဖြင့်မှန်မသိမတရားသဖြင့်မှန်မသိပတ်စံရှာထားတဲ့တထေးတွေတထေးမတွေကိုအထင်ကြီးစိတ်ပေါ်လာနိုင်သည့်အပြင်ငွေကိုအလွယ်လန်းလိုက်ပြီးမိပွိုက်မိဖို့အခြားကားများကိုစီးမဲ့ကမ်းမဲ့ကြော်တက်နေကြသည့်ကားသမားများလိုအခြားသူများရဲ့ပိုင်ဆိုင်မှုများကိုလူယူခြင်းစိတ်များဖြစ်ပေါ်လာနိုင်သည်အိမ်ပြန်ရောက်တော့မမေကိုဇလန်းချိုက်လားမမေဟုမေးလျင်မမေကတမျိုးကြီးပဲပေါ်တော်နဲ့မကြိုက်ဘူးဟု၍စိတ်ပြတ်ဟန်ဖြစ်ဖြေလေသည်မမေကျမလိုစဉ်းစားချင်မှစဉ်းစားလိမ့်မည်တို့ပေမဲ့ထိုဇလန်းမကောင်းမှန်းမမေခံစားမိသည်မမေကနောက်တစ်ခါအနှစ်ရှိတဲ့ကားတွေပဲကြည့်ရအောင်ဟုကျမအားဆိုလေသည်အနှစ်ဆိုသည့်အတိုင်းစိတ်အာဟာရပြေဝသည့်ဇလန်းမျိုးအတွက်သာကျမတို့လက်မှတ်အဖိုးနှင့်အချိန်ပေးသင့်သည်တော့မဟုတ်လျင်ကိုယ့်အစိတ်ကိုဝယ်တောက်နေကြသည့်သူများဖြစ်လိမ့်မည်ကျမတို့ရုံးဝန်ထမ်းတွေကတခါတရံ remove ဖြစ်ထိန်းချုပ်ထားသည့် AI စက်ရုပ်များအလုပ်လုပ်သလိုရုံးအလုပ်များကိုလုပ်တတ်ကြသည်လူသားဆန်စွာတွေးဖို့ခံစားဖို့အချိန်ကိုမေ့နေတတ်ကြသည်လူဖြစ်ပါလျက်ကဲနဲ့လူလိုတွေးဖို့ခံစားဖို့မေ့နေကြတာကြောင့်ကိုအားမလို့အားမရဖြစ်တတ်ကြသည်ကျမစက်ရုပ်တရုပ်လိုရုံးအလုပ်များလုပ်ပြီးပြန်လာသောညနေခင်းတစ်ခုတွင်မပူမအေးပဲအနေတော်ရှိနေသောရာသီဥတုလေးကကျမကိုနှစ်သိမ့်ပေးလိုက်သည်ကျမပြန်ရောက်တော့တတ္တဝါလေးနှစ်ကောင်ကိုစင်းကြောင်းရသည်ဖြတ်သွားဖြတ်လာများကဟဲချစ်စရာလေးကောင်းဝင်လေးနဲ့ကအမလေးဒီညိုညိုလေးကအထီးလေးဟုသူတို့နှစ်ကောင်အားတကြီးကြီးဖြင့်ပြောသွားကြသည်တချို့ဖြတ်သွားဖြတ်လာများကိုထိုတတ္တဝါလေးနှစ်ကောင်ကဝုတ်ဖြင့်ဟောင်လျင်ဖြတ်သွားဖြတ်လာများကတေးပင်မဲ့စွာရဲနော်ဟုဆိုကြသည်လူတွေကသူတို့ကိုချစ်စရာလေးဟုချီးကျူးသွားလိုက်စွာရဲနော်ဟုကဲ့ရဲ့သွားလိုက်အဖြစ်မျိုးကိုသူတို့ကြုံရတော့လဲလောကဓာတ်မှန်မသိကြရှာပဲကျမတို့လူသားတွေအလွန်ဂယူးဆိုင်တတ်သောချီးကျူးမှုကဲ့ရဲ့မှုတွေကသူတို့အတွက်တော့ဘယ်လို့မှသင်ယူလို့မရတဲ့ဘာသာစကားတွေလိုပဲအချိန်တန်လျင်စားစရာအိတ်စရာကာမဆက်ဆံစရာနဲ့သူတို့ဝေယဝိဆလုပ်ပေးမဲ့သူအကြောင်းပဲကောင်းတဲ့ရှိတတ်ကြတယ်အခြားသူတွေကိုဝုတ်ဖြင့်ဟောင်ရန်လှုပ်တတ်ကြသည်မှာချစ်စရာကောင်းသလိုကြောက်စရာလည်းကောင်းသည်နာတာကိုနားတယ်ဟုမပြောတတ်လွမ်းတာကိုလွမ်းတယ်ဟုမပြောတတ်သောတနာစရာတတဝါလေးများဖြစ်သည်
မနက်ခင်းတွေကပြင်ဆင်ထားတဲ့ထမင်းဝိုင်းတစ်ခုဖြစ်ခဲ့လျင်ညနေခင်းတွေကစားပြီးသားထမင်းမကန်တွေဖြစ်တယ်လို့ကျမမြင်တယ်ကျမတနေ့ကုန်ရုံးမှာစားသုံးထားသည့်အတွေးတွေခံစားချက်တွေကကောင်းတာဆိုးတာတွေရှိနိုင်သောကြောင့်ပြန်လဲဆင်ခြင်သုံးသပ်ပြီးမကောင်းသည့်ပေရည်နေသည့်အတွေးတွေကိုစာဖတ်တချင်းနာထောင်လေ့ကျင့်ခန်းလုပ်တတ္တဝါလေးနှကောင်ကိုကြောင်းရင်းမမီနဲ့ဖြတ်တန်းရင်းကျမစေးကြောလေးရှိသည်ဒီညနေခင်းကျမတို့ရက်ွက်ထဲကလေထုထဲမှာစကားသံကားဆက်သံခွေးဟောင်သံတချို့ကိုခဏဥပိ္ပခပြုပြီး YouTube ကတချင်းပေါင်းမြောက်များစွာကိုနားထောင်နေမိသည်နားထောင်သည့်တချင်းအမျိုးအစားစုံလင်လိုက်ပုံမှာအိမ်ထဲမှာနေရင်ဝမ်းနဲ့ချင်းပျော်ရွှင်ချင်းမျောလင့်ချင်းစိတ်ပြတ်ချင်းခံစားချက်တွေရှိတဲ့ပင်လယ်ကြီးတဲ့ကိုလှေလော်လိုက်လက်ပစ်ကူးလိုက်သင်္ဘောအကောင်စားကြီးနဲ့တွားလိုက်ရွက်လွင့်လိုက်ငားများလိုက်လုံနေသလိုစုံလင်နေသည်ကျမတချင်းနားထောင်ပြီးတော့မမေကတချင်းကိုလက်ဖက်ရည်ဆိုင်မှာလို့အကျယ်ကြီးဖွင့်နေတယ်ဟုဆိုရင်ကျမကအရင်ကလက်ဖက်ရည်ဆိုင်တွေမှာတချင်းတစ်ပုတ်ထဲကိုဆိုင်မှာရှိတဲ့လူတွေအားလုံးကလက်ဖက်ရည်လေးတောက်ရင်းနဲ့စီစီလုံးလုံးလေးနားထောင်ကြတာတချင်းဆိုတဲ့တောင်ပေါ်ကိုအတူတကွတက်နေကြတဲ့ရွယ်ချက်တစ်ခုတည်းနဲ့တောင်တက်သူတွေလိုပဲအခုလက်ဖက်ရည်လာတောက်တဲ့သူတွေကဖုန်းနဲ့မျက်စိနဲ့မခွာကြတော့ဘူးဖုန်းမကြည့်ရင်ပဲလူမဟုတ်တော့သလိုပဲကြပြအကြောင်းတချင်းအကြောင်းတွေလည်းမပြောဖြစ်တော့ဘူးအတိတ်ကိုလွမ်းတယ်ဟုဆိုလျင်မမေကငါကပြောတာတခွန်းတည်းနင်တော်တော်စကားများတယ်နော်တတာဒါတော့ဟိုတတ္တဝါနှစ်ကောင်ရှိနေလို့မဟုတ်ရင်ငါနားကြီးပြီးသေးမှာဟုကျမအားဆိုလေသည်မမေပိုင်ဆိုင်ကျင်တာဘာမှပြန်မပြောဘဲနားခံတတ်သောသမီးတစ်ယောက်ဖြစ်သည်ကျမပိုင်ဆိုင်ကျင်တာမမေထံမှငါသမီးတတာကတော်တော်တွေးတတ်နေပြီပဲဟုသောစကားတစ်ခွန်းဖြစ်သည်တခါတလေကျမတို့တွေနေ့စဉ်ပိုင်ဆိုင်နေသည့်အရာများနှင့်ပိုင်ဆိုင်ခြင်းသည့်အရာများလွဲနေတတ်သည်မုံစားဖို့တောင်ပတ်စံမရှိပဲရုတ်တရက်ဖုန်းကြော်ညာစာရွက်ကိုလူတစ်ယောက်ကလက်ထဲလာထည့်သွားသလိုပဲရုံးမဆိုလျင်ကျမတို့ရဲ့မန်နေဂျာကကျမတို့ကိုအမြဲပြောလို့ရှိသည်မှာအမနင်တို့ကိုပေးထားတဲ့တာဝန်ကကာကြီးဆိုရင်ကာကြီးကိုပဲနင်တို့ပိုင်တာမဟုတ်ဘူးနော်ကာကြီးကနေအထိနင်တို့ဖြတ်ထွန်းညံသုံးရင်သုံးနိုင်တဲ့လောက်အလုံးပိုင်ခွင့်တွေကိုနင်တို့ပိုင်တယ်တရားကတော့ကာကြီးမဟုဆိုတတ်လေသည်အဘဲကြောင့်ဆိုတော့ကျမကအလုပ်လုပ်လျင်မင်းကုန်ခန်းဤဘောပင်တစ်ချောင်းတည်းရှိသည့်ကျောင်းသားတစ်ယောက်စာများရေးဖို့ချွေတာနေသလိုကျမ၏အတွေးအခေါ်များမှာမှင်မကုန်တတ်မှန်မသိပေကြက်ပြောသည့်အတွေးပင်လယ်ထဲလက်ပစ်မကူးဝွန့်မကူးတတ်လျင်ထိုအတွေးပင်လယ်ထဲတွင်နစ်နိုင်သည်ကိုစိုးရင်၍ဖြစ်သည်လူငယ်တွေအဲ့ဒီပင်လယ်ထဲနစ်မွန်းတတ်ကြသည်ကိုမြင်ဘူး၍လည်းဖြစ်သည်တိတ်မကြသေးခင်ကကျမမောင်ဝမ်းခွက်တစ်ယောက်ကကျမအားမာကြီးတာတားကိုမမိုး1000လောက်ပေးပါလားဟုဆိုလျင်ထိုမူရဆွဲနေသောကျမမောင်ကိုကျမကမာကြီးမှာပတ်စံမရှိဘူးဟုညာပြောလိုက်သည်ပတ်စံလေး1000ပြည့်အောင်ရှာဖို့အသက်8နှစ်ခန့်လောက်ရှိသောကလေးမလေးနေဘူးထဲမှာအိုးတိုက်ခွဲပြားဟုခွဲပြားအိတ်ထန်းကသမုဒ္ဒရာဝမ်းတထာအတွက်အော်ရောင်းနေချိန်တွင်အသက်25နှစ်ခန့်ကျမမောင်လေးမှာမူရဆေးဆိုတဲ့လှိုင်းလုံးကြီးအောက်မှာနစ်မြုပ်သေဆုံးသွားဖို့ပတ်စံ1000အလွယ်နည်းဖြင့်ရရန်လိုက်တောင်းနေသည်ကျမတို့လမ်းထဲမှာဖြတ်သွားသောအိုးတိုက်ခွဲပြတဲ့မလေးစိတ်ထဲမှာသူ့မိဘများဖြင့်ပျော်ပွဲစားထွက်ချိန်ကစားကွင်းသွားချိန်လူကြီးလူကောင်းတွေရဲ့ညင်သာစွာတုန်တင်ဆုံးမချိန်တွေကိုပိုင်ဆိုင်ခြင်းရှာမှာပေါ့မူရစေးဆွဲနေသည့်ကျမမောင်ဝမ်းခွဲလဲသူမူရစေးမဆွဲခင်ကသူ့မိဘတွေကိုခံစားချက်တွေပြောသည့်အခါမိဘများကစိတ်မဆိုးပဲညင်ညင်သာသာဆုံးမပြီးနားထောင်ပေးသည့်အချိန်များကိုပိုင်ဆိုင်ခြင်းခဲ့ရှာမှာပေါ့ဆွေမျိုးများကနင်ကကလေးကချေအလုံးမရှိအကင်မရှိဟူသောစကားသံများအစားတာနင်ကကြိုးစားရင်ရတယ်လူတိုင်းကလဲကျတတ်တယ်ပြန်ထဖို့ပဲလိုတယ်ဟူသောစကားသံများကိုငွေစေးမဆွဲခင်ကပိုင်ဆိုင်ခြင်းခဲ့ရှာမှာပေါ့ပိုင်ဆိုင်မှုဟုဆိုလိုက်ရင်လူတွေကပစ္စည်းဥစ္စာကိုပဲပြေးမြင်တတ်ကြတယ်တကယ်တော့အတွေ့အခေါ်ခံစားမှုမရှိလျင်ထိုပိုင်ဆိုင်မှုများသည်လည်းဥကောင်းနှင့်နှလုံးသားမပါသည့်တရေတစေများလိုကြောက်စရာကောင်းနေလိမ့်မည်တချို့ဆိုသည်မှာအခုခေတ်ကိုအသိပညာခေတ် knowledge age လို့တောင်ပြောနေကြတယ်ဒါကြောင့်လဲရုံးတွေမှာ content creator တွေပေါ်လာတာပေါ့ကိုထုတ်ကုန်ကိုအများစိတ်ဝင်စားအောင်ရေးနိုင်တဲ့သူတွေပေါ်လာတယ်ပြီးတော့ခံစားမှုအားကောင်းသည့် Mother Teresa လိုလူတွေကိုကဘာကြီးကမမေ့နိုင်ဘူးလေကျမတို့တွေကဘာမှမပိုင်ရင်တော့အတွေးနဲ့ခံစားမှုတွေပိုင်တယ်လေကျမရုံးစင်းချိန်တွင်ဘတ်စကားစီးဖို့စောင့်နေကြသည့်ရုံးသမားများနှင့်မီးပွိုင်စိမ့်တာစောင့်နေကြသည့်ကားအကောင်းစားပေါ်ကလူများအားလုံးပိုင်ဆိုင်သည့်အချိန်ပိုင်ဆိုင်သည့်တိမ်တိုက်ပိုင်ဆိုင်သည့်ဝန်းကျင်ချင်းတူကြတော့လဲပိုင်ဆိုင်သည့်ရုန်းကန်မှုချင်းမတူကြပေကျမထိုအကြောင်းစဉ်းစားရင်ကျမနေရာတောင်ပွေမြို့နယ်ရှိတိုက်ခန်းသို့ရောက်လာသည်မမေရှိရာအခန်းထဲသို့ရောက်လျင်မမေကဟဲ့တတာနောက်ကြတယ်နော်နင်တတ်တော်နှကောင်နဲ့အချိန်မဆွဲနဲ့
ဘယ်သူမှ24နာရီထက်ပိုမပိုင်ဘူးဟုဆိုလျင်အင်းမမေရဲ့မိအချိန်တွေကိုဘောလုံးတစ်လုံးပစ်ပေးသလိုဒီနှကောင်ကိုပစ်ပေးရတာမိပျော်တယ်အချိန်ဆိုတာဘောလုံးတစ်လုံးလိုပဲမေရဲ့ကိုပိုင်ထားပေမဲ့တစုံတဦးကိုပစ်ပေးပြီးမကစားမချင်းကိုပေါက်ထဲရောက်ဖို့မကြိုးစားမချင်းအတုံးမဝင်ဘူးတတားနှစ်နှကောင်ကိုတွားကြောင်းတော့ငါ့ကိုစကားမများနဲ့ငါနားအေးနေချင်တယ်ဟုမေကကျမအားဆိုသည်ထိုတတ္တဝါလေးနှကောင်နှင့်အောက်သို့ရောက်လျင်ထိုတတ္တဝါလေးနှကောင်ကမရင်းနှီးသည့်သူတွေသူတို့ကဲ့သို့တတ္တဝါတွေကိုဝေါဟုဟောင်လိုက်ပြန်သည်ကျမတို့တွေမရင်းနှီးသေးသည့်သူများနှင့်မပေါင်းရဲသလိုပဲထိုတတ္တဝါလေးတွေလည်းမရင်းနှီးသေးသည့်သူများတွေ့လျင်စိန်ကားမှုကိုခံစားရသောကြောင့်ဟောင်တတ်ကြသည်လူအပါဝင်တတ္တဝါမှန်သမျှနှွေးထွေးမှုရင်းနှီးမှုကိုပိုင်ဆိုင်ခြင်းကြသည်ကျမတို့အိမ်ပေါ်သို့ရောက်လျင်ထိုတတ္တဝါလေးနှကောင်ကိုတန်ရှင်းရေးလုပ်ပေးကနှွေးထွေးမှုကိုပြသသည်သူတို့ကလည်းကျမမျက်နှာနဲ့လက်တို့ကိုရှာဖြစ်ရက်ခါနှွေးထွေးမှုကိုပြသသည်ကျမတို့အပြန်အလှန်နှွေးထွေးမှုပိုင်ဆိုင်လိုက်ရသည်နောက်နေ့မနက်ရုံးသို့ရောက်လျင်တဲ့တွေးချက်သူတွေဆက်ရုပ်လိုတွေးတတ်သူတွေဖြတ်ထိုးညံတဲ့သူတွေကြားထဲမှာကျမလည်းရုံးဆိုတဲ့ကားလက်ရုံကြီးမှာပိုင်ဆိုင်ထားသောတာဝန်များကိုထမ်းဆောင်ရင်းဟုတ်ကဲ့ဟုသောစကားကိုအကြိမ်ကြိမ်ပြောရင်းတာဝန်ကျေပွန်မှုများကိုပိုင်ဆိုင်လိုက်ရပြန်သည်ကျမအိမ်တို့ရောက်လျင်ကြိုထားသောရင်တွေပွက်ဆူပြီးခနာမငိမ်ဖြစ်နေသလိုကျမအနားမှာတတ္တဝါလေးနှစ်ကောင်ကျမကိုအလူအယက်ခနာမငိမ်ဖြစ်ခါကြိုဆိုကြသည်ကျမသူတို့နှင့်ဖက်လဲတကင်းနေပြီးလျင်မေရှိရာအခန်းထဲသို့ဝင်သွားပြီးမေအားမေတခါတလေရုံးမှာအလုပ်လုပ်ရတာရိုလာကိုစတာစီးဖို့လက်မှတ်တစ်စောင်လက်ထက်ရောက်လာတယ်လို့ပဲလူအမျိုးမျိုးနဲ့ဆိုတော့တချို့ကအမြင့်ကနေစိတ်လှုပ်ရှားအောင်ကြိုးစိုးနေတယ်လို့တချို့ကအမြင့်ကနေအောက်ကိုဆင်းမဲ့မိရဲ့အကြောက်တရားကိုရိမ့်မိပြီးဖြည့်သိမ့်ကြတယ်ဟုမေအားဆိုလျင်မေကအဲ့ဒါနဲ့အလုပ်လုပ်လို့ပိုင်ဆိုင်ရတဲ့အတွေ့အကြုံတွေပဲလေဟုကျမအားဆိုသည်ကျမနောက်နေ့မနက်9နာရီတတ္တဝါလေးနှစ်ကောင်ကိုကြောင်းရင်းမီးရောင်ဖြော့အောက်မှာပလာတာတဲ့ဂျုံတွေကိုပလာတာဖြစ်အောင်ဖန်တီးနေတာကိုအဝေးကနေပြက်လေးမြင်နေရတယ်။ညအမောင်အောက်မှာမှိတ်တုံတောက်ပနေသည့်ကြဲလေးတွေလိုပင်ထိုကြဲလေးတွေကိုတွေ့လျင်လူတွေရဲ့စိတ်ထဲ၌ကြပြလေးတွေဖြစ်ပေါ်လာသလိုပလာတာတဲ့ကိုတွေ့လျင်ကျမစိတ်ထဲ၌ထိုသူသည်အတိနဲ့တတိကင်းစွာအိပ်ပျော်နေကြသောသူများကြားတွင်ဝရိယကောင်းစွာထွန်းတောက်နေသောကြဲလေးတစ်စင်းဖြစ်သလိုဝိရရတပေးနိုင်သောကြပြလေးတစ်ပုဒ်လည်းဖြစ်သည်တစ်ပင်ပေါ်ကအိမ်မြောင်လေးတွေရဲ့တောက်ဟူသောအတန်လမ်းတော်လမ်းလာများနှင့်အာယုံစွန်းခံပုံးကြီးများအားဝုတ်ဟူဟောင်နေသောကျမတတ္တဝါလေးနှကောင်၏အတန်ဝရိယကောင်းသောခက်ကလေးများ၏ပကြည့်အတန်လေးများမှာကျမပိုင်ဆိုင်သောမနက်ခင်း၏ရတ္တများဖြစ်သည်ကျမပြုံးမိသွားသည်တခါတလေကျမပြုံးမိရင်ကျမအဖေ၏အပြုံးများကိုသတိရသည်ဒက်ဒီကသူ့အပြုံးတွေနဲ့လောကဒန်ကိုအမြဲပညက်ခဲ့တယ်လို့ပဲမသိရင်ပဲဒက်ဒီကလောကဒန်အားဒီမှာလောကဒန်မင်းတို့ငါအပြုံးကိုတော့လာမကြော်နဲ့ငါအပြုံးကမင်းတို့ကိုနိုင်တယ်ဟုဆိုနေသလိုဒုက္ခရောက်တော့လဲအမြဲပြုံးနေတတ်သူဖြစ်သည်ကျမကတော့ထို့သို့မပြုံးနိုင်ပါကျမပတ်ဝန်းကျင်ကတချို့လိုပဲဖြစ်တယ်လို့တွေးဖြစ်တယ်လို့ခံစားလိုက်ပုံမှာရင်ကောင်များနားနေသည့်အတုပ်ဆောင်ကိုမလွဲတာလို့စားနေသည့်သူတယောက်ယောဂရတယ်လို့အရင်အသွေးမပြေဝသည့်ခံစားချက်များကြောင့်စိတ်အစိတ်ဘူးကိုစိတ်ဖြည့်စင်းနှင်းမှားကအကြိမ်ကြိမ်တောက်မိသည်ကျမတခါမှမမြင်ဘူးသည့်လမ်းကအယုတ်အလက်မျိုးလူတယောက်ကိုမေးလိုက်ချင်သည်မှာပိုင်ဆိုင်မှုဆိုတာဘာလဲဟုမေးချင်တော့လဲသစိမ်းတယောက်ကမေးသည့်ထူးဆန်းသည့်မေးခွန်းကိုဘယ်သူမှမဖြေချင်မှသိကြသည်ကျမကိုမေးလာရင်တော့ပိုင်ဆိုင်မှုဆိုတာနင်သိမှသိမဲ့အရာဟုဖြေကတရောင်းစားတယောက်ကိုကျမနှင့်မောက်စင်တူဝယ်ပြီးပေးကအိမ်ပြန်လိုက်တော့မည်